မုံစားမှာလား ဆူရှီတွေရောက်ပြီးအစုံစမ်း အဲ့အာလီ cheese လုံးချော ဒါလေးကတော့ဆယ်မွန်နဲ့ခမင်းနဲ့နေတော့ပါ မမဟုတ်ဘူးမမဟုတ်ဘူးနော်တော့အရင်ကနေဘိုက်စီစားနေဘလို့ဖြစ်လို့လဲမသိဘူးရကြတယ်ကိုလာဒီဆိုင်ကထူကြတာဇုံမတော့အဲ့ဒါလက်နဲ့ပဲကျွေးတယ်ကောင်းလားကောင်းလားတော့ကောင်းတယ်တဲ့ ဒါလေးစားကြည့်လိုက် 对吗？好了，这嘛 cheese 饼了喏。啊，这个嘛 cheese 饼啊。好了。这样这样呀。 ဒူပပန်းဟာစတော်ဘယ်ရီပိုင်းလေးစားမှာပါပြောကောင်းနော် 怕到了，我们怕到了。ပပန်းနဲ့တုံတုံနဲ့တခြားသူတွေလည်းစားစားလိုက်မလို့ချောချော